အမေကကျွန်တော်ကိုထမင်းစားဖို့လာနှိုးတယ်ကျွန်တော်အလောင်းပေါ်ကအကွက်တွေကိုမြင်တော့လန့်သွားမဲ့အစားလက်ညှိုးထိုးပြီးစူနေလေရဲ့ကျွန်တော်တင်းနေတာကြပြီးဆိုတာသူတတိမထားမိသေးဘူးစူငေါက်ပြီးတော့ပြန်ထွက်သွားရင်တတိရှိရင်ဆက်ပြီးအိတ်ချင်အောင်ဆောင်နေဦးလို့တောင်ရေးရွတ်သွားသေးတယ်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကကျွန်တော်အခန်းထဲမှာပုံဆွဲနေတော့အစိတ်ပြင်းတဲ့မွေတကောင်ဘောင်းပီထဲဝင်လာခဲ့တယ်ရုတ်တရက်နာကျင်သွားပြီးကျွန်တော်ကျမ်းပြင်ပေါ်လဲကျသွားတဲ့ခြေထောက်ကမွေကိုက်ရနဲ့ကျမ်းပြင်ပေါ်ကမွေကိုမြင်မှဘာဖြစ်သွားလဲဆိုတာကျွန်တော်သဘောပေါက်လိုက်တဲ့အခန်းထဲကအမေစီပြေးသွားပြီးမွေကိုက်ခံရကြောင်းပြောပြပေးမယ်အမေကတော့ကျွန်တော်ကိုဒရမာခင်းလုံးနေတဲ့ညီမလေးကလည်းဘေးကနေလောင်ပြီးရဲတဲ့တောင်ပေါ်မှာများမှတ်နေလားမြို့ထဲမှာဘဲကမွေရှိမှလဲတဲ့လေသူတို့မယုံကြတော့အမေကတနာအောင်မလုံးနဲ့ကိုခန်းကိုပြန်တော့လို့မောင်းထုတ်တယ်ကျွန်တော်တယောက်တည်းဆေးရုံသွားခဲ့ရတယ်ဆရာဝန်ကအသက်ကယ်ပေးလိုက်နိုင်ပေမဲ့ကန်ဆိုးစွာနဲ့ပဲကျွန်တော်မှသွေးကင်ဆာဖြစ်နေပြီတဲ့ခွဲစိတ်စရိတ်ကအနည်းဆုံး$2သိန်းလောက်ကျမယ်တဲ့အမေကူပေးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အိမ်ကိုအမြန်ပြန်ပြေးခဲ့တယ်ဒါပေမဲ့တကားခောက်လိုက်တော့အိမ်ပေါ်ကပဲတကားလာဖွင့်ပြီးအမေကမှာလိုက်တဲ့အခန်းထဲပြန်ပြီးကို့အဖြစ်ကိုစင်ကျင်သုံးသက်နေပါတဲ့မျက်စိနောက်အောင်လာမလုံးနဲ့ကျွန်တော်တုံရီပြီးကိုခန်းကိုတောင်ကိုပြန်လျှောက်လာရင်ဖြတ်တန်းခဲ့ရသမျှကိုတွေးမိတယ်ရက်ဆက်လုံးနဲ့ကန်တရားကိုလည်းနာကြီးမိတယ်ငငယ်တုန်းကကျွန်တော်လူလဲခံလိုက်ရပြီးတောင်ပေါ်ဒေသကိုရောက်သွားခဲ့တယ်လွန်ခဲ့တဲ့3နှစ်ကမှမိဘအရင်းတွေကကျွန်တော်ကိုပြန်ရှာတွေ့ပြီးခေါ်လာခဲ့တာပါအစပိုင်းတုန်းကတော့သူတို့ကျွန်တော်ကိုကောင်းကောင်းဆက်ဆံကြပါတယ်ဒါပေမဲ့မွေးစားသားကကျွန်တော်ကိုအကွက်စင်ဖို့ချောင်းနေခဲ့တာတနေ့တော့အဖေနာကြီးကိုကျွန်တော်ကခိုးရောင်းစားပါတယ်ဆိုပြီးဆွဆွဲတယ်ကျွန်တော်ညင်းပေမဲ့ဘယ်လိုရှင်းပြရမလဲမသိဘူးဒီလိုနဲ့ဟိုကောင်ကအဖေကိုသွားတိုင်တယ်မွေးစားသားကဘေးကနေမီးလောင်ရလေးပင်ပြီးသူဆက်စုကျင်လို့ယူကြည့်တာပါဆိုပြီးဝင်ပြောပေးတယ်လို့နဲ့လှုပ်တဲ့အဖေကအဲ့ဒါကြားပြီးကျွန်တော်ကိုကြားဖို့နဲ့ရိုက်နေတော့တာပဲအဲ့ဒီနောက်ပိုင်းမွေးစားသားကကျွန်တော်ကိုအကွက်ပေါင်းစုံဆင်တော့တာပါပဲမိသားစုကလည်းကျွန်တော်ကိုတဖြည်းဖြည်းယွန်ရှာလာကြတယ်နောက်ဆုံးတော့ပစ္စည်းတွေရှုပ်ပွားနေတဲ့ကိုတောင်ခန်းထဲမှာကျွန်တော်ကိုပေးအိတ်တဲ့ရုတ်တရက်သွေးကင်ဆာရောဂါဖောက်လာခဲ့တယ်မတေခင်လေးမှာမိဘအရင်းတွေနဲ့ပြန်တွေ့ခဲ့ရတာတွေကိုတွေးမိပြီးနောင်တတွေနဲ့ပဲမျက်လုံးမိတ်သွားခဲ့ရတယ်နောက်တရက်ညရောက်တော့မှကျွန်တော်တနေ့လုံးထမင်းမစားတာကိုအမေသတိထားမိသွားတယ်အမေကဒေါသတကြီးနဲ့ကိုတောင်ခန်းစီရောက်လာတယ်တကယ်တော့မွေကိုက်ခံရတယ်လို့ပြောတဲ့နေ့ကလေးကကျွန်တော်အခန်းအပြင်ပြန်မထွက်ဖြစ်တော့ဘူးဒါပေမဲ့အမေကဒါကိုမသိဘူးမွေးစားသားကအိမ်ဖို့ကိုလက်ထိုးထားတာလေကျွန်တော်ကိုအပေခံဖြစ်အောင်လုပ်တာသူ့ကြံတွေကြီးပဲမွေကိစ္စကအစသူ့လုပ်တာဒါတွေကိုအမေဘာမှမသိခဲ့ဘူးကျွန်တော်ကတင်နာမှာရက်ပြီးတငယ်ချင်းတွေနဲ့ရှောက်သွားပြီးပျော်ပါနေတဲ့မှတ်လို့စူငေါက်နေတဲ့မွေးစားသားကကျွန်တော်ကိုဘားတွေကလပ်တွေမှာလူမိုက်တွေနဲ့တွေ့တယ်လို့အမေကိုညာပြောထားတာကိုလည်းတော့အမေမျက်လုံးထဲမှာကျွန်တော်ကပီတီလေးလွှင့်နေတဲ့လူဆိုးစည်းရင်းဝင်ပေါ့ပြောနေရင်းနဲ့ကျွန်တော်မလုပ်တာကိုသတိထားမိသွားတဲ့ဆောင်းကိုလှန်ကြည့်လိုက်တော့အလောင်းပေါ်ကအကွက်တွေကိုတွေ့သွားတယ်ရန်ဖြစ်ပြီးရလာတဲ့ဒဏ်ရာတွေလို့ထင်ပြီးထက်ဆူပြန်ရောပြီးတော့ထွက်သွားတယ်ထမင်းစားခန်းရောက်တော့ငါကကျွေးမွေးဆောင်ရှောက်ထားရတာကိုများအရှင်သခင်တပားလိုပြန်ဆက်ဆံခြင်းနေတယ်ဘာညာနဲ့ရေးရွတ်နေလေရဲ့မွေးစားသားကတော့ကျေနပ်လွန်းလို့ရဲချင်းနေပြီးဒါပေမဲ့ဟန်ဆောင်ပြီးကျွန်တော်ဘက်ကပြောပေးသလိုလိုလုပ်တယ်သူသားကျွန်တော်ကိုအပြင်းမထွက်အောင်တားခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့လေအမေကသူ့ကိုကျွန်တော်ဘက်ကနေကာကွယ်မပေးနဲ့လို့ပြောတယ်နောက်တရက်ရောက်တော့ကျွန်တော်အလောင်းကပုတ်ပွားပြီးအနံ့ဆိုးတွေထွက်လာတယ်အဲ့ခန်းထဲထိအနံ့ရတော့အိမ်ပေါ်ကအမိုက်မပြစ်လို့နန်းနယ်ပဲထင်နေကြတာဒါပေမဲ့နောက်တရက်ရောက်တော့လဲအနံ့ကမပြောက်သွားဘူးအမေကအိမ်ပေါ်ကိုဘဲကအနံ့လဲလို့မေးတယ်အိမ်ပေါ်ကကျွန်တော်အခန်းကလာတာပါလို့ပြောတော့အမေကကျွန်တော်တောကလာလို့တကိုယ်ရည်တန်ရှင်းမှုမရှိဘူးဆိုပြီးထင်သွားတယ်အိမ်ပေါ်ကိုတန်ရှင်းရေးသွားလောက်ခိုင်းတော့အခန်းတကားကအတွင်းကနေလောက်ကျနေတယ်အိမ်ဖော်ကအပြင်ရောက်နေတဲ့အမေစီဖုန်းဆက်မေးတယ်အမေကတကားလောက်ကြာနေရင်ထားလိုက်အဲ့ဒီအနံ့ကိုသူကြိုက်လို့ရှူနေတာနေမှာလွတ်ထားလိုက်လို့ပြောတယ်3ရက်လောက်ကြာသွားတယ်မိသားစုတစ်ခုလုံးခီးထွက်ရာကနေပြန်ရောက်လာကြတော့ကျွန်တော်အခန်းတကားကပိတ်လျက်သားတိုင်းပဲရှိနေတော့မှာပဲ